အားလုံးပဲမင်္ဂလာပါเนาะအဒမီကပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်မင်းတို့ခုရောက်နေတဲ့နေရာက Robinson မှာရှိတဲ့တိလေးတွေအယောင်ပြပွဲကိုရောက်နေတာပါဒီနေရာလေးကဒီတိကလေးတွေကိုအစာကျွေးလို့လည်းရတယ်လို့ကိုကဝယ်မယ်ဆိုရင်လည်းဝယ်လို့ရပါတယ်သူတို့ကရောင်းပါတယ်ပေါ့เนาะဒီအကောင်လေးလည်းရောင်းတယ်ပြီးတော့အထဲမှာခွေးတွေကြောင်တွေလည်းသူကရောင်းတယ် hamster အကောင်လေးလည်းရောင်းပါတယ်ဒီကဒီတိအယောင်ပြပွဲလေးကအမြဲတမ်းနေ့စဉ်နှစ်တိုင်းကျင်းပနေကြဖြစ်လို့သူ့စီမှာဒီ Australia ကောင်လေးလည်းနေ့တိုင်းတွေ့ရမှာပါဒီရဲလေးလည်းရှိတယ်ဟိုမှာဆိုရင်သူကဒေါင်းလေးလည်းရှိပါတယ်ဒါဘာကောင်လေးလည်းမသိဘူးပေါ့နော်အစုံပဲကွမ်းသားတွေလည်းပြထားတာရှိပါတယ်ဒီမှာကျတော့ခွေးလေးတွေရောင်းနေနေရပါအလယ်မှာတော့လေခွေးလေးတွေကလည်းကိုကကြိုက်တယ်ဆိုရင်ဈေးလေးတွေနှီးပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ပေါ့အဲ့တော့ကိုကစိတ်ဝင်စားတယ်ဆိုရင်အဲ့နေရာလေးကိုသွားလိုက်ပါပေါ့နော်သူက15ရက်လား16ရက်နေလားမသိဘူးဒီပြပွဲကကြံပြီးရနဲ့သူလည်းပြီးပေါ့နော်မရှိတော့ပါဘူးအဲ့တော့တီလေးတွေဝယ်တဲ့လူတွေကတော့ဒီအချိန်မှာဝယ်တာအကောင်းဆုံးပါကိုစိတ်ကြိုက်ရေးလို့ရတယ်ကိုကြည့်လို့ရတာပေါ့နော်ဒီကောင်လေးဆိုရင်သူကကိုရှိမှာဝယ်သွားဘတ်1000နဲ့ဝယ်သွားတာပေါ့နော်အဲ့ဒီကောင်လေးကသူကအထီးအမှားဟာရွေးချယ်လို့ရတာပေါ့နော်အထီးလည်းဒီဈေးပဲအမလည်းဒီဈေးပဲဆိုတော့အရန်ကိုမှအဆင်ပြေပါတယ်ဒီမှာကိုဒန်လေးလည်းအရင်ချစ်ဖို့ကောင်းတယ်သူစီမှာခွေးလေးတွေနည်းနည်းစုံတယ်အင်ကွေးလေးလည်းပါတယ်ဒီတစ်ခါမှာပေါ့နော်ပြီးတော့ခွေးဘလူးအမျိုးအစားလေးလည်းရှိတယ်တချို့ခွေးလေးဆိုပေါင်ပေါင်လေးလည်းရှိပါတယ်ကဲအားလုံးပဲစိတ်ဝင်စားတယ်ဆိုရင်ဒီနေရာကိုတွားရောက်ပြီးတော့တင်ချာချာကြည့်ရှုပြီးတော့ဝင်လို့ရတာပေါ့နော်ဒါလေးဆိုစက်တူရဲလေးဆိုလည်းရပါတယ်စက်တူရဲ4500ပေါ့နော်ကဲသူ့ရဲ့ဟိုအပြင်အရှိမဆိုရင်ဒီလို steak ဆန်နဲ့လုံးဝရှိကစားမှဖြစ်ပါတယ်ဒီညတော့ပေါ့နော်ဒီ73ရက်နေ့ညမှာလုံးဝသူအကျန်းစားဖြစ်မှာမနေ့ကအန်မီနိုရောက်ခဲ့တာဒါသူတို့ပြင်ဆင်နေတဲ့ဟာလေးတွေကိုပဲရိုက်ပြခဲ့တာပါသူကတောက်လျှောက်မှာဖြစ်ရှိမယ်အဲ့ Robinson ရဲ့ဆိုင်းဘုတ်ကြီးဒီကအောက်မှာတော့ခါတိုင်းလိုပဲပွဲစီရှိတယ်အဲ့တော့တောက်လိုက်ကြပါအောင်လို့ admin ကပြောချင်ပါတယ်